င်္ဂလာပါရှင်ဒုက္ခမင်္ဂလာ Medical Diagnosis Center page ကနေကြိုဆိုလိုက်ပါရှင်ဒီနေ့မှာတော့ကာကွယ်ဆေးထိုးနှံခြင်းဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးအမေးဖြေကဏ္ဍလေးပြုလုပ်ဖို့အတွက်ဆရာဦးခန့်ကိုဖိတ်ခေါ်ထားပါရှင်ဒီစင်စီလေးမှာတော့ကျမမဆီမင်းနဲ့အတူကျမမခိုင်ဆိုင်ရင်းတို့ကပါဝင်ဆွေးနွေးပေးပါမှာဖြစ်ပါတယ်ရှင်ဆရာမင်္ဂလာပါရှင်ပထမဆုံးအနေနဲ့ဒီကျင်တဲ့အကြောင်းအရာလေးကတော့ကာကွယ်ဆေးထိုးနှံခြင်းဆိုတာဘယ်လိုမျိုးပါလဲကာကွယ်ဆေးအလုံးလုံးပုံအောင်ဘယ်လိုမျိုးလေးရှိလဲဆိုတာလေးတစ်ချက်လောက်လေးရှင်းပြပေးပါအောင်ဆရာရှင်ကာကွယ်ဆေးထိုးတာတော့ဆေးထိုးတာပေါ့နော်ဆေးထိုးခြင်းအဖြစ်ဒီယောဂတွေတိုင်းတာတစ်ခုကြည့်ခံနိုင်ရရှိတော့အောင်ဆိုးဝါးမဖြစ်တော့ကာကွယ်တဲ့သဘောပါပဲဆိုတော့ဒီနေရာမှာနည်းနည်းလေး confuse ဖြစ်ပြီးတော့နည်းနည်းလေးရောထွေးနေတဲ့ဟာလေးရှိတာပေါ့နော်အလွယ်ပြောရင်တော့ကာကွယ်ဆေးထိုးတယ်ကာကွယ်ဆေးဆိုတာထိုးထားတယ်လို့ပြောတယ်ဒီကတော့ကျွန်တော်တို့ဒီဆေးပညာဝေါဟာရလို့လည်းပြောလို့ရတယ်အခုလူများကြားထဲမှာသုံးနေတဲ့ဒီအင်္ဂလိပ်စကားဝေါဟာရလေးနဲ့အဲ့ဒီမျိုးလည်းနည်းနည်းလေးမတူဘဲနဲ့ကိုယ်ရနေတာလေးရှိတယ်ဆိုတော့အဲ့ဒါလေးနဲ့ပဲရှင်းပြပါစေเนาะဆိုတော့အဓိကတော့ vaccination ဆိုတဲ့စကားရဲ့ဒီဘက်က immunization ဆိုတဲ့စကားရဲ့ပေါ့နော်ဆိုတော့အဲ့နှစ်ခုစလုံးကတော့အလွယ်ပြောရင်တော့ကာကွယ်ဆေးထိုးတဲ့ကိစ္စကိုပြောတာပဲဒါပေမဲ့သူတို့ရဲ့အဓိကနှစ်တာတာချင်းကတော့မတူဘူးပေါ့နော် vaccination ဆိုတာတော့ရှင်းတယ်ကာကွယ်ဆေးထိုးတာ immunization ဆိုတာကကြတော့သူကကာကွယ်ဆေးထိုးခြင်းအဖြစ်ကာကွယ်အောင်လုပ်လိုက်တာအဲ့နှစ်ခုကမတူဘူးဟိုကာကွယ်ဆေးထိုးတယ်ဆိုတာကတော့ vaccination ကာကွယ်ဆေးထိုးတယ်ဆိုတာတော့တစ်ချိန်နဲ့သွားထိုးတာလေကာကွယ်ဆေးထိုးတာပဲဒုတိယတစ်ချိန်သွားထိုးတာလေကာကွယ်ဆေးထိုးတာပဲဒါပေမဲ့ထိုးတိုင်းမှာကာကွယ်တာဟုတ်ချင်မှာဟုတ်နေတယ်အဲ့ဒီဘက် immunization ဆိုတဲ့စကားကြတော့ကာကွယ်ဆေးတွေကိုသူသတ်မှတ်ထားတဲ့အချိန်အိုင်းချအတွင်းမှာထိုးတာမမှန်ကန်တယ်ပေါ့နော်နောက်သူသတ်မှတ်ထားတဲ့အချိန်ကြီးပြည့်အောင်ထိုးတာအဲ့လိုဟာမျိုးတွေထိုးမှသူကယောဂတစ်ခုကိုသူကာကွယ်သွားနိုင်တယ်ခံနိုင်ရရှိသွားနိုင်တယ်အဲ့ဒါကိုကျွန်တော် immunization ဆိုစကားသုံးတယ်အဲ့တော့ပြန်ပြောရရင် vaccination ဆိုတာဥပမာထားပါတော့တမီးတို့ဒီဘိုးကာကွယ်ဆေးကိုဒီနေ့သွားထိုးတယ်တစ်ချိန်ထိုးတယ်ဒါကိုလည်းကာကွယ်ဆေးသွားထိုးတယ်ဒါကို vaccination လို့ခေါ်တယ်ဒါပေမဲ့ immunization ဆိုတဲ့ဟာကာကွယ်ဆေးထိုးခြင်းအဖြစ်ဒီအသေးရောက်ဒီဘိုးယောဂကိုကာကွယ်သွားဖို့ကြတော့အဲ့တစ်ခါတည်းသွားထိုးတာလည်းသူကမပြီးတော့ပထမတစ်ချိန်ထိုးရမယ်တစ်လကြာရင်တစ်ခါထိုးရမယ်6လကြာရင်တစ်ခါထိုးရမယ်လိုအပ်လို့ရှိရင်စထိုးတဲ့ရက်ကနေ9နှစ်ပြည့်လို့ရှိရင်အားဖြည့်ပေါ့နော် booster dose တစ်ခါထိုးရမယ်အဲ့လိုအစားဆုံးထိုးတဲ့ဟာမျိုးကြမှာသူကအဲ့ယောဂတစ်ခုကိုတိုင်းတာတစ်ခုကြည့်ကာကွယ်သွားနိုင်တယ်ခံနိုင်ရရှိသွားတယ်ဒါကြတော့ immunization လို့ခေါ်တယ်အဲ့တော့အဲ့ဒီတစ်ခုကတော့နည်းနည်းလေးမတူဘူးဒါကြတဲ့တစ်ခါတည်းသွားထိုးလိုက်ပြီးတစ်လုံးသွားထိုးလို့လည်းကာကွယ်သွားသလားဆိုရင်အဲ့လိုတော့ကာကွယ်တော့မဟုတ်ဘူးပေါ့နော်ဟုတ်ကဲ့ဆရာဟုတ်ကျေးဇူးပါဆရာနောက်မိကုန်းတစ်ခုအနေနဲ့ကြာတော့ပေါ့နော်။ညီမတို့ဒီကလေးငယ်တွေအတွက်ဒါမှကပေါ့နော်။အရွယ်ရောက်ပြီးသားသူတွေပါသူတို့ရဲ့သက်ဆိုင်ရာကာကွယ်ဆေးတွေပေါ့နော်။ဘာကြောင့်ထိုးတင်တာလဲ။ဘာကြောင့်အရေးပါလဲဆိုတာလေးလည်းအသေးစိတ်လေးပြောပြပေးပါဆရာဟုတ်။ Okay အဲ့ဒါပြောရရင်တော့ကျွန်တော်တို့ကပေါ့နော်လူတွေကထင်နေတာကာကွယ်ဆေးဆိုတာကကလေးတွေမှာပဲထိုးရတယ်လူကြီးတွေကြတော့ကာကွယ်သွားတာကိုခံနိုင်ရရှိသွားပြီအဲ့ဒါကြောင့်မလို့ကာကွယ်ဆေးကလူကြီးတွေကြတိတ်မလို့တော့ဘူးဆိုတော့အဲ့လိုပြောတော့မဟုတ်ဘူးဒါပေမဲ့ကျွန်တော်တို့ကWHO ပေါ့နော်ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့သတ်မှတ်ချက်အရရော UNICEF ဆိုတဲ့ဒီကလေးတွေနဲ့ဆိုင်တဲ့ဟာတွေသတ်မှတ်ချက်အရရောမှာကျွန်တော်တို့အတက်နဲ့တဖြည်းဖြည်းနဲ့အရင်တော့ကျွန်တော်တို့မှာယောဂတွေကအရင်ပေါ်ပြီးတော့မှကာကွယ်ဆေးတွေကနောက်ကနေလိုက်ခဲ့ကြရတာပေါ့နော်ဒါပေမဲ့လိုက်ပြီးတော့အောင်မြင်သွားတဲ့အခါကျရင်လည်းပပျောက်သွားတာတွေစုယောဂတွေလည်းရှိတယ်ဆိုတော့အဲ့တော့ခုနောက်ပိုင်းမှာကျွန်တော်တို့ဒီဟာတွေကနေသူတို့ယူလာခဲ့တဲ့အတွေ့အကြုံရတယ်လောက်လာခဲ့တဲ့ကုသနာရတယ်စီးတွေရတယ်အားကိုပို့ပြီးတော့အစွမ်းထက်ပြီးတော့ကောင်းလာတာရရမှာအဲ့တော့မွေးချင်းကလေးကနေစပြီးတော့ထိုးလို့ရတဲ့ကာကွယ်ဆေးကိုသူအသက်ပိုင်းခြားလိုက်သူချိန်ကြီးလိုက်ထိုးသွားရင်ဒီကတော့ကာကွယ်ဆေးဆိုတဲ့ဟာကကာကွယ်တာကိုအဲ့တော့ယောဂမဖြစ်ခင်ယောဂနဲ့အတက်နိုင်ဆုံးမထိတွေ့ခင်စောနိုင်တဲ့မြတ်စောအောင်လို့ထိုးပေးတယ်ကာကွယ်ပေးနိုင်တယ်ဆိုရင်ဒါအချို့ကိုရှိတယ်ဆိုတော့အဲကြောင့်မလို့ကျွန်တော်တို့ကကလေးတွေမှာတော့ဒီကာကွယ်ဆေးကိုမထိုးများနေကြတာပေါ့နော်ဆိုတော့ဒီလိုပါပဲမထိုးရသေးတဲ့လူကြီးတွေမကာကွယ်ရသေးတဲ့လူကြီးတွေကြာရင်လည်းသူ့ရဲ့လိုအပ်တဲ့ကာကွယ်ဆေးတွေတော့ရှိတယ်ဟောတာထိုးတင်တာပေါ့နော်ဒါပေမဲ့တချို့ကာကွယ်ဆေးတွေကြတော့အသက်အရွယ်အပိုင်းခြားရပဲဖြစ်နိုင်တဲ့ဟာလေးတွေရှိတယ်နောက်ဥပမာကျွန်တော်တို့ဆိုပါစို့အခုကလေးတွေမှာထိုးပေးနေတဲ့ကျွန်တော်တို့က hip လို့ခေါ်တဲ့ဟာတွေရှိတယ်သူကတော့အုံနောက်မေးပါရောင်ပြီးတော့အဆုပ်ရောင်တဲ့ယောဂကိုကာကွယ်တဲ့ဟာပေါ့နော်ဆိုတော့ hip ဆိုတဲ့ဟာလေးကိုပြင်းထန်အဆုပ်ရောင်ကာကွယ်ဆေးစသဖြင့်ဒီလိုမျိုးလေးတွေပြောတာလေးရှိတာပေါ့နော်အဲ့ဒါကျတော့သူကများသောအားဖြင့်ကကျွန်တော်တို့ကအသက်9နှစ်အောက်မှာပဲဒီဒဏ်ကိုကလေးတွေကခံရတာများတယ်အသက်9နှစ်ကျော်သွားရင်ခန္ဓာကိုယ်ရဲ့ခုခံအားစနစ်ကိုခံအားစနစ်တွေအလုပ်လုပ်တာအရာအဲ့ဒီယောဂကိုကတော်တော်ဒုက္ခမပေးနိုင်တော့ဒါပေမဲ့အဲ့လိုကာကွယ်ဆေးကြရင်တော့လူကြီးဘဝမှာဘာထိုးမလားဆိုရင်တော့သူခံနေရရှိသွားပြီထိုးလဲသိပြီးတော့အကျိုးမရှိတော့ဘူးပေါ့နော်ဆိုတော့ဒါမျိုးလေးလည်းရှိတယ်ဒါကတော့ခုနသမီးမေးတဲ့ကလေးဘဝနဲ့လူကြီးဘဝနဲ့ရှင်ပြောတဲ့အခါပေါ့တော့ဒီကလေးဘဝနဲ့လူကြီးဘဝမှာကာကွယ်ဆေးတစ်ခုကတော့နည်းနည်းလေးအရေးကြီးတာလေးရှိတယ်အဲ့ဒါပါလဲဆိုတော့
ဆရာတို့မွေးချင်းကနေစထိုးလို့ရတဲ့ BCG လို့ခေါ်တဲ့ TB ရောဂါနဲ့ပတ်သက်တဲ့ကိစ္စကိုကာကွယ်တဲ့ကာကွယ်ဆေးပေါ့နော်ဆိုတော့ဒီစကားလေးကလည်းမေးစရာရှိတာမှ BCG TB ရောဂါကာကွယ်ဆေးကိုထိုးထားရတာနဲ့ TB ရောဂါတွေဘာလို့ထပ်ဖြစ်နေကြလဲပေါ့တချို့ကလေးတွေငငယ်လေးတော့ TB ရောဂါကာကွယ်ဆေး BCG ကိုထိုးခဲ့ကြတယ်ဘယ်ဘက်လက်မောင်းမှာထိုးကြတာပေါ့နော်ဒါပေမဲ့ဒီကလေးကအချိန်တိုင်း TB ဖြစ်နေတဲ့လူတစ်ယောက်နဲ့အချိတွေ့ရှိတယ်အနီးကပ်နေပြီလေဆိုရင် TB ရောဂါကူးနိုင်တာပဲဒါပေမဲ့ तू ကအဲ့လိုမျိုးတော့လုံးဝ TB ရောဂါမဖြစ်အောင်ကာကွယ်တာမျိုးတော့မဟုတ်ဘူးဒါပေမဲ့ဖြစ်ခဲ့ရင်တော့မှဆိုဆိုဝါသူ့ရဲ့နောက်ဆက်တွဲပေါ့နော်အုံနောက်မေးအောင်ဒီပို့ရတယ် TB ပိုးကြောင့်မလို့အုံနောက်မေးအောင်ဖြစ်သွားတယ်လို့ဒီ TB ပိုးကြောင့်မလို့အယိုး TB ဖြစ်သွားတယ်လို့အဲ့လောက်ဘက်ကို तू ကမသွားတာရှိတယ်နောက်ပြီးတော့ဆရာတို့က TB ရောဂါမှာဆိုဆိုဝါအဆုတ်ပျက်စီးသွားတယ် toxin လို့ခေါ်တဲ့ဟာတွေရှိတယ်ဆိုတော့အဲ့လိုမျိုးအခြေအနေမျိုးကြီးလည်းမရောက်တော့မဲ့ဟာတွေပေါ့နော်နောက်တစ်ခါကျရင်ကိုဝင်ဆောင်ဘဝမှာအမေ TB ရှိနေအောင်မသိတဲ့အတွက်ကြောင့်မို့လို့ဒေတာကို TB ကူးပြီးတော့ तू ကထွက်လာလို့ရှိရင်ဝေးလာရင်သူ့မှာဆရာတို့ကmiliary TB လို့ခေါ်တာပေါ့နော်အာဘူစီ TB တော့တော့ TB ဖြစ်တဲ့ဒီ TB အချိတ်ကအဆုတ်ထဲမှာတနေရာထဲမှာနေတာမဟုတ်ဘဲနဲ့အာဘူစီတော့အဆုတ်တစ်ခုလုံးမွာပြီးဖြစ်တာမျိုးတွေအဲ့လိုမျိုးတွေမချင်အောင်တော့ तू ကဒီ BCG ဆိုတဲ့ TB ရောဂါကာကွယ်ဆေးအတိုင်းအတာတစ်ခုကာကွယ်ပေးတယ်ဆိုတော့ဒါခုနစကားနဲ့ပြန်ပြောရရင်အဲ့ကာကွယ်ပေးကြတော့ဘာလို့ကလေးဘဝမှာထိုးပြီးတော့လူကြီးကြောင့်မှမထိုးတယ်လဲဆိုရင် तू ကခုနကတည်းကပါပြီးတော့ तू အဲ့ဒါတွေကုန်လို့ကာကွယ်ပေးမှဖြစ်နေတော့အကောင်းဆုံးထိုးလို့ရတဲ့အချိန်ကဒီ TB နဲ့လုံးဝထိတွေ့မှုမရှိသေးတဲ့ TB ပိုးနဲ့ထိတွေ့မှုမရှိသေးတဲ့အချိန်မှာဒီကာကွယ်ဆေးကိုထိုးပေးနိုင်တော့ကောင်းတယ်အဲ့တော့လူကြီးဘဝကျမှကြာတော့ဘယ်လိုဖြစ်သွားလဲဆိုတော့ဆရာတို့အသက်ကြီးလာပြီ TB ပိုးနဲ့ထိတွေ့ခဲ့ဖို့ယာကိုင်နှုန်းကသူ့မှာ potential များနေချင်တယ်ပေါ့နော်ဒါကြောင့်လို့ TB ဖြစ်ပြီးတဲ့လူကမှ TB ပိုးကရှိနေတဲ့လူကမှဒီဆေးကသွားထိုးလိုက်ပြီလို့ရှိရင်တိတ်ပြီးတော့အချိုးမရှိတာလည်းရှိနိုင်တယ်လို့ဒီပို့ပြီးတော့သူ့ရဲ့ TB ရောဂါကိုစိုးသွားစေနိုင်တဲ့အခြေအနေမျိုးလေးတွေလည်းရှိတယ်အဲ့တော့ဆရာတို့ဒါတော့ BCG accelerated TB လို့ခေါ်တာပေါ့နော်ဆိုတော့အဲ့လိုလေးတွေရှိရင်ကတော့အဲ့လိုဆေးမျိုးကြရင်တော့စောနိုင်တာများစောအောင်ကလေးဘဝမှာပဲထိုးတာပို့ပြီးတော့အဆင်ပြေတာပေါ့နော်ဒါပေမဲ့အခုလက်ရှိဖြစ်စားနေတဲ့ COVID ကာကွယ်ဆေးလိုဟာမျိုးတုပ်ကွေးရောဂါကာကွယ်ဆေးလိုဟာမျိုးနောက်ပြီးတော့အင်ကောင်းကင်ဆာကာကွယ်ဆေးလိုဟာမျိုးဒါတွေကျတော့ကလေးဘဝရေလူကြီးဘဝရေတော့မဟုတ်ဘူးထိုးလို့ရတယ်ဆေးရရှိတဲ့အခြေအနေနဲ့ကိုထိုးနိုင်တဲ့အခြေအနေပေါ်မှာမူတည်ပြီးတော့ထိုးလို့ရတယ်ဒါတော့ကလေးနဲ့လူကြီးနဲ့ဒီလိုမျိုးပွဲသွားတဲ့ဟာပေါ့နော်ဆိုတော့စုံစိုးကြညာမေးခိုင်းလိုဟာမျိုးကြတဲ့ဒီလိုပဲများသောအားဖြင့်ကဆရာတို့စီမှာစုံစိုးကြညာမေးခိုင်းကာကွယ်ဆေးကိုစခဲ့တာ1980အဲ့လောက်ကတည်းကဗမာပြည်မှာထိုးခဲ့ပြီးသားဖြစ်နေတာကြတော့ဒီနောက်ပိုင်းမှာအသက်ကြီးသွားတဲ့လူကြီးတွေအကုန်လုံးကလည်းဒီကာကွယ်ဆေးတွေထိုးခဲ့ပြီးသားအထိုက်လျောက်လည်းကာကွယ်ပြီးနေတာလို့ယူဆရတဲ့ကြောင့်မို့လို့လူကြီးဘဝမှာတော့ဒီကာကွယ်ဆေးကိုပြန်ထိုးကြရတော့မလိုတော့ဘူးပေါ့နော် ဆရာကျေးဇူးပါဆရာ